မွန်ပြည်နယ်ဘီလင်းမြို့နယ်နဲ့ပဲခူးတိုင်းရွှေကျင်မြို့နယ်ရှိစစ်ကောင်စီရဲ့ဗျူဟာစခန်းတစ်ခုကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဒူးရင်မှုပါဝင်2ဦးကိုလည်းရဖမ်းမိလက်နက်မျိုးစုံ10ကျော်သိမ်းမိတယ်လို့ PDF အထူးတိုင်းစစ်ဌာနကသတင်းထုတ်ပြန်ပါတယ်။ဘီလင်းမြို့နယ်ရှိလက်ကေစခန်းကို AP 9မှာစတင်ထိုးစစ်ဆင်ပြီး12ရက်နေ့မနက်8:00နာရီမှာအပြည့်သိမ်းနိုင်ခဲ့တဲ့နေမြေရှင်းတဲ့အခါစစ်ကောင်စီဒူးရင်မှုအောင်တော်နဲ့အခြားစစ်2ဦးကိုလည်းရဖမ်းမိအခြား9ဦးသေဆုံး10ကျော်တန်ရကြံလူတွေစခန်းဆော့ခွာထွက်ပြေးသွားတယ်လို့ဆိုပါတယ်။သိမ်းမိတဲ့လက်နက်တွေထဲမှာတော့60 mm မော်တာတစ်လက်ငကြင်းမီဆလာတစ်လက်အမေတူတစ်လက်ဂျမ်မာဆက်သိုလိုဆက်သွဲအထိုင်ဆက်လေးလုံးနဲ့ခရမ်းများစွာပါဝင်တာကိုတပ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။ရွှေကျင်မြို့နယ်ရှိလက်ရက်စခန်းပွိုင်တင်ရှိကိုကိုတော့ AP 4ရက်မှာစတင်ထိုးစစ်ဆင်ပြီး9ရက်နေ့မနက်6နာရီမှာအပြီးသိမ်းနိုင်ခဲ့တယ်။နေမြေရှင်းတဲ့အခါစစ်သားအလောင်း10လောက်ကျန်ပြီးကြံလူတွေစခန်းဆော့ခွာထွက်ပြေးသွားတယ်လို့ဆိုပါတယ်။သိမ်းမိတဲ့လက်နက်တွေထဲမှာတော့60 mm မော်တာတစ်လက်အမေ11လေးလက်အမေ1တစ်လက်အမေ4 79ပူတွဲတစ်လက်ဂျမ်မာဆက်နှလုံးနဲ့ခရမ်းများစွာပါဝင်တာကိုတပ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။လေးကေစခန်းသိမ်းတပ်ပွဲကို KNL တပ်မတေရှိ KNL တပ်ရင်းတွေ KNDO ABS ရဲ့အထူးတိုင်းစစ်ဌာနနိဗျူဟာ30ခွန်ကွက်မှုအောက်မှာရှိတဲ့တပ်ရင်းတွေနိဗျူဟာ20ခွန်ကွက်မှုအောက်မှာရှိတဲ့တပ်ရင်းတွေအထူးစစ်ဆေးတပ်ဖွဲ့ SOF ရန်ကုန်တိုင်းပကဖ FFD drone တပ်ဖွဲ့ရောင်နီ drone တပ်ဖွဲ့ခလောင်ဝင်း drone တပ်ဖွဲ့ KR drone တပ်ဖွဲ့တွေပူးပေါင်းဆောင်ရွက်တယ်လို့သိရပါတယ်။လက်ရက်စခန်းသိမ်းတပ်ဖွဲ့ကိုတော့ရန်ကုန်တိုင်းစစ်ဌာနကွက်မှုအောက်မှာရှိတဲ့တပ်ရင်းတွေအထူးတိုင်းစစ်ဌာနနိဗျူဟာ36ကွက်မှုအောက်မှာရှိတဲ့တပ်ရင်းတွေအထူးစစ်ဆေးတပ်ဖွဲ့ SOF ရန်ကုန်တိုင်းပကဖပဲခူးတိုင်းပကဖ SOG drone တပ်ဖွဲ့ KNL တပ်ရင်းခွန်တပ်ခွက်1ပူးပေါင်းဆောင်ရွက်တယ်လို့ဖော်ပြထားပါတယ်။မကွေးတိုင်းငဖဲစစ်သူတရာကားလမ်းပေါ်ရှိကင်ဘိုးချိုရွာကစစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်မှာစစ်သား10ဦးသေပြီးတနတ်3လက်သိမ်းမိတယ်လို့ချင်းကောက်ကွေးတပ်အရှု CDF အရှုကသတင်းထုတ်ပြန်ပါတယ်။ဒီ10ရက်မနက်9နာရီခန့်မှာအင်အား30ခန့်စခန်းထိုင်ထားတဲ့အဲ့ဒီနေရာကိုဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီးတိုက်ပွဲချီ2နာရီခွဲကြာတယ်။နေမြေရှင်းတဲ့အခါစစ်သား10ဦးသေကြံလူတွေထွက်ပြေးအမေ1တစ်လက်ကာပိုင်2လက်နဲ့ခရမ်းတွေသိမ်းမိတာကိုတပ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။ဒီတက်ခတ်မှုကို CDF အရှုံနဲ့တူလူပောင်တဲ့တပ်မတော် NSA လူထုတော်လှန်ရေးမမိတ်အင်အားစု PRA မကွေးမိမှုခရိုင်အမှတ်ရှိတိုင်းရင်နဲ့ငဖဲမြို့နယ်ပကဖပူပေါင်းဆောင်ရတာလို့ဖော်ပြထားပါတယ်။မကွေးတိုင်း6မြို့နယ်ရှိကိုကြီးပြူစောတိကြီးရွာကိုတော်လှန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်မှာပြူ3ဦးသေတနန်းလည်းသိမ်းမိတယ်လို့မကွေးခရိုင်အမှတ်3တိုင်းရင်ကသတင်းထုတ်ပြန်ပါတယ်။ဒီ9ရက်မနက်9နာရီခန့်မှာစတင်တက်ခတ်ပြီးဘန်ကာတွေကိုသိမ်းနိုင်ခဲ့တဲ့တိုက်ပွဲချီ2နာရီခန့်ကြာတယ်။နေမြေရှင်းတဲ့အခါပြူစောတိ3ဦးသေအမေ1တစ်လက်ကာပိုင်တစ်လက်နဲ့ခရမ်းတွေသိမ်းမိတာကိုတပ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။ဒီတက်ခတ်မှုကိုမကွေးခရိုင်အမှတ်3တိုင်းရင်နဲ့မကွေးခရိုင်အမှတ်1တိုင်းရင်ပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။ပဲခူးတိုင်းမှုမြို့နယ်ခြေဆိုင်ခမရ98တိတ်ကစစ်သား3ဦးဟာအမေ1တစ်လက်နဲ့တူတော်လိုင်းတိုက်တဲ့တိုင်ဘက်ပြောင်းခုလိုလာတယ်လို့ကင်းယူဘုံကသတင်းထုတ်ပြပါတယ်။ဤ9ရက်မှာကရင်မြေသားလုံးမျိုးတမ်းမတော် KNL တိုင်းရ8ထံရောက်လာတဲ့အဲ့ဒီစစ်သား3ဦးကိုလက်နက်အတွက်စုငွေတယောက်ကို9သေးစီချိမြစ်လိုက်တယ်လို့ဖော်ပြထားပါတယ်။ပဲခူးတိုင်းပတောင်မြို့နယ်ရှိကဖဆ16ရက်ကာကင်းစခန်းတွေဖြစ်တဲ့ point 900ကိုနဲ့အခြားကိုတွေကနေစစ်သား15ဦးလက်နက်ချခဲ့တယ်။အဲ့ဒီထက်ကစစ်သားတချို့ရဲ့ပြောကြားချက်ကိုAA အာရခတပ်တော်ကသတင်းထုတ်ပြန်ပါတယ်။ဒီစစ်သားတွေဟာ AP လပထမသတင်းပတ်တွင်ထွက်ပြေးလာကြသူတွေဖြစ်ပြီးအဲ့ဒီထက်ကခမရ362ကတပ်သားဖြိုးမြတ်ကျော်နဲ့ခမရ366ကတပ်သားကျော်မိုးဝင်းတို့ရဲ့ပြောကြားချက်တွေကိုဗီဒီယိုနဲ့တကွဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာ။